ပရိသတ်တွေအားလုံးမတ်တင်လို့တီးကြတဲ့တရုတ်ဆောင်တင်းတင်ထွန်းခဆရာလေးဒေါ်နန္ဒမာလာကွယ်လွန်လို့သွားခဲ့ရပြီလေဖြစ်ပါတယ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါ1990ပြည့်လွန်နှစ်တွေစီကပြန်လည်အမှတ်ရကြည့်လိုက်မယ်ဆိုရင်ဖက်ရှင်ခေတ်ရည်စည်းကြောင်းရဲ့ထိတ်ဆုံးမှာရှိနေပြီးတွက်လက်ချက်ချတဲ့အဆိုအကအလှတွေနဲ့ပရိသတ်ကိုဖန်ဆာခဲ့ထိတ်တန်းစတာတူးကိုပြင်းမြင်ကြမှာလည်းဖြစ်ပါတယ်သူကတော့အခြားသူမဟုတ်ပဲအနုပညာလောကမှာမတ်တင်လို့လူချစ်လူခင်ပေါ်များခဲ့တဲ့မင်းသမီးကြီးတင်းတင်ထွန်းပဲဖြစ်ပါတယ်။မဟာရုပ်ရှင်ဗီဒီယိုနဲ့ကြော်ညာလောကမှာတွေမကပဲဂီတအနုပညာလေပယ်မှာပါကိုပိုင်အဗန်တွေနဲ့အောင်မြင်မှုထွတ်ထိပ်ကိုရရှိခဲ့တဲ့ဗတ်ဆောင်ရအနုပညာရှင်တူလည်းဖြစ်ပါတယ်။ဒီမှာတချင်းတီဆိုဖျော်ဖြေပွဲတွေလှုပ်တိုင်းခက်ရှိပြေးတဲ့ဝတ်စုံတွေဆွဲဆောင်မှုရှိတဲ့ကောက်ကွက်တွေနဲ့မြမဂီတလောကကိုလှုပ်ခတ်စေခဲ့သူတူလည်းဖြစ်ပါတယ်တင်းတင်ထွန်းဟာရုပ်ရှင်ဇာတ်ကားကြီးတွေမှာအချစ်အကြံအလွမ်းဇက်ရုပ်မျိုးစုံကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်ခဲ့လို့အထူးသဖြင့်မင်းသားကျော်သူရန်အောင်စတဲ့ထိတ်တန်းမင်းသားကြီးတွေနဲ့တွဲဖက်ပြီးဇက်ကားပေါင်းများစွာရိုက်ကူးခဲ့သူတူလည်းဖြစ်ပါတယ်။သူမပါဝင်တရုပ်ဆောင်ခဲ့တဲ့မျက်နှာများတဲ့ကောင်းကင်ကဲ့သို့သောဇက်ကားကြီးများတီလည်းပရိသတ်ရှင်ထဲမှာအခိုင်အမာနေရာယူခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ထူးခြားချက်ကတော့ stage စင်ပေါ်မှာရှန်ရှန်တောက်ပေါ့စတာတူအဖြစ်ကားပြဖျော်ပြနေပေမဲ့စင်နောက်ွယ်ရောက်တာနဲ့တရားဓမ္မကိုချက်ချင်းပြန်လည်နှလုံးသွင်းပြီးတရားထိုင်လေးရှိတဲ့အလေးထားပဲဖြစ်ပါတယ်။လော်ကီစီးစိမ်တွေငွေကြေးသနာတွေနဲ့အောင်မြင်မှုအရှိန်အဝါတွေအထွတ်ထိပ်ကိုရောက်နေချိန်မှာတော့သူမရဲ့စိတ်အာရုံဟာလောကုတ်တရာဘက်ကိုဥလှည့်နေခဲ့တာအံ့ဩစရာကောင်းလှပါတယ်။ဘဝရဲ့အလှည့်ပြောင်းဆိုတာကြိုတင်တွက်ဆလို့မရဘူးဆိုတာအသေးချာလည်းဖြစ်ပါတယ်။အောင်မြင်မှုတွေရဲ့အလဲမှာနေထိုင်ရင်မိခင်ဖြစ်သူကွယ်လွန်သွားခဲ့တဲ့အချိန်မှာတော့တင်းတင်ထွန်းဟာဘဝရဲ့မမြဲခြင်းတရားဖြစ်တဲ့အနိဋ္ဌာယုံကိုကိုယ်တိုင်မျက်မြင်ကြုံတွေ့လိုက်ရတာလည်းဖြစ်ပါတယ်။ဒီဖြစ်ရကသူမကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပြီးဘဝရဲ့အနှစ်သာရအစစ်မှန်ကိုရှာဖွေဖို့တန်ဝေကညံတွေတဖွာဖွာဖြစ်ပေါ်စေခဲ့တာလည်းဖြစ်ပါတယ်။မိဘမရှိတော့တဲ့နောက်မှာအနှောင်ဖွဲ့အားလုံးကိုဖျက်တောက်ပြီးတစ်ချိန်ကဆွဲမှတ်ခဲ့တဲ့ရွှေငွေရတနာတွေလှပတဲ့ဖက်ရှင်အဝတ်စားတွေနဲ့ပရိသတ်ရဲ့လက်ခုပ်သွန်တွေကိုဆွန့်လွတ်ဖို့သူမဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။2000ပြည့်နှစ်လွန်တွေနောက်ပိုင်းမှာတော့တင်းတင်ထွန်းဟာအနုပညာအလုပ်တွေကိုအပီးတိုင်ကြောခိုင်းပြီးတာရဏဘောင်တွေကိုတီလာရှင်ဖြစ်နေအပီးတိုင်ဝင်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့သူမဟာဆရာလေးဒေါ်နန္ဒမာလာဘွဲ့အမည်ဖြင့်ဗုဒ္ဓရဲ့ပိဋကတ်စာပေတွေကိုလေ့လာသင်ယူရင်းတစ်ဖက်ကလည်းတရားရိပ်တာတွေမှာတရားဓမ္မများကိုစ조사အားထုတ်ရင်းစိတ်ငြိမ်အေးချမ်းစွာသတင်းသုံးနေခဲ့တာလည်းဖြစ်ပါတယ်။လော်ကီအလှတွေကနေရုံထွက်ပြီးတာရဏရိပ်မှာခိုလုံသွားတဲ့ဆရာလေးဒေါ်နန္ဒမာလာရဲ့စိတ်ဓာတ်ဟာအနုပညာလောကသားတွေနဲ့ပရိသတ်တွေအတွက်အလွန်အလေးစားအတူယူစရာကောင်းလှတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဆိုတော့တင်းတင်ထွန်းရဲ့ဘဝဆက်ကြောင်းဟာကျွန်တော်တို့လူသားတွေအတွက်လောကမှာဘယ်နေရာမှမမြဲဘူးနောက်ဆုံးကြံရင်မှာကမိမိပြုတဲ့ကံနဲ့တရားဓမ္မတာဖြစ်တယ်ဆိုတာကိုလက်တွေ့ပြသသွားခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်ကြီးလည်းဆရာလေးဒေါ်နန္ဒမာလာခေါ်တင်းတင်ထွန်းရဲ့တန်ဝေကလမ်းစဉ်ကိုကြည့်ပြီးအေးချမ်းသာရတဲ့ဘဝအမှန်ကိုရှောက်လန်းနိုင်ကြပါသေးကြောင်းစုမုံအောင်တောင်းရင်ဒီစီဇန်လေးကိုဒီမှာပဲရန်နာခွင့်ပြု